ပထမဆုံးမြန်မာနိုင်ငံသားပုပ်ရဟန်းမင်းကြီးဖြစ်လာတဲ့ပိုလီယိုဇလီအားလုံးပဲမင်္ဂလာပါပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကွယ်လွန်ပြီးနောက်ဗာတီကန်မှာထုံးတဲ့ဇန်လာတိုင်းဇာပနာခမ်းနားကိုကျင်းပပြီးနောက်ပုပ်ရဟန်းမင်းသစ်ရွေးချယ်ပွဲကိုလည်းဆက်လက်ကျင်းပခဲ့ပါတယ်ကွန်ကလစ်လို့ခေါ်တဲ့ပုပ်ရဟန်းမင်းသစ်ရွေးချယ်ပွဲမှာဆိုရင်ကမ္ဘာတဝန်းကရဟန်းအမိတ်ကာဒီနယ်ပေါင်း100ကျော်တက်ရောက်ပြီးတော့မဲပေးရွေးချယ်ခဲ့ကြပါတယ်ဒီရွေးချယ်မှုကိုတော့ဗာတီကန်မစ်တင်းချက်ကျောင်းမှာပဲတကားပိတ်ကျင်းပခဲ့တာပါမေလ9ရက်နေ့မှာတော့ကာဒီနယ်တွေဟာအပြင်လောကနဲ့ဆက်သွယ်ဖြတ်ပြီးမဲပေးရွေးချယ်မှုစတင်ခဲ့ပါတယ်ချက်ကျောင်းရဲ့အပြင်ကစိတ်ပီတာရှင်ပြင်မှာဆိုရင်လေကက်သလစ်ဘာသာဝင်တွေကပုပ်ရဟန်းမင်းသစ်ရွေးချယ်ပွဲကိုစောင့်ကြည့်နေခဲ့ကြပါတယ်ချက်ကျောင်းရဲ့မိခိုးတိုင်ကနေတဆင့်ပုပ်ရဟန်းမင်းရွေးချယ်မှုအောင်မြင်လားမအောင်မြင်ဘူးလားဆိုတာကိုအချက်ပြပေးပါတယ်မိကိုတိုင်ကနေအမေရမိကိုထွက်လာတဲ့ဆိုရင်တော့ရွေးချယ်မပြီးမြောက်သေးတဲ့သဘောဖြစ်ပြီးအဖြူအောင်မိကိုတွေထွက်လာခဲ့ရင်တော့ပုပ်ရဟန်းမင်းအစ်ထွက်ပေါ်လာပြီဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ပထမနေ့ဖြစ်တဲ့မေလ9ရက်နေ့မှာတော့ပုပ်ရဟန်းမင်းအစ်ရွေးချယ်ဖို့လုံလောက်တဲ့မင်းရည်အတွက်မရခဲ့တာကြောင့်အမေရမိကိုတွေသာထုတ်လွှင့်ပေးခဲ့ပါတယ်ဒါပေမဲ့ဒုတိယနေ့ဖြစ်တဲ့မေလ10ရက်နေ့မြန်မာစံတော်ချိန်ညပိုင်းမှာတော့16ချက်ချောင်းရဲ့မိကိုတိုင်ကနေအဖြူအောင်မိကိုတွေထုတ်လင်းပေးခဲ့ပါတယ်။တိတ်မကြခင်မှာပဲပုပ်ရဟန်းမင်းဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ရဟန်းအမိတ်ရောဘတ်ဘရက်ဘိုကစင်ပီတာရှင်မင်ကလူထုကိုထွက်နှုတ်ဆက်ပြီးတော့မိကွန်းပြောကြားခဲ့ပါတယ်။သူကဆလီယာများပိုလီယိုဆိုတဲ့ဘွဲ့နမိတ်ကိုခံယူပြီးတော့ပုပ်ရဟန်းမင်းတာဝန်တွေကိုထမ်းဆောင်သွားမှာဖြစ်ပါတယ်။ပိုလီယိုဟာအမေရိကန်နိုင်ငံချီကာဂိုမြို့မှာမွေးဖွားခဲ့သူဖြစ်တာကြောင့်ပထမဆုံးသောအမေရိကန်ကပုပ်ရဟန်းမင်းဖြစ်လေမှတ်တမ်းဝင်သွားခဲ့ပါတယ်။သူကပီရူးနိုင်ငံသားပြင်ခံယူထားပြီးတော့ပီရူးနိုင်ငံမှာပဲကက်သလစ်ဘုန်းတော်ကြီးတဦးအနေနဲ့လူထုကြိုးပြလုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။သူအနေနဲ့စီရင်မွေးတည်သူတွေကိုထောက်ပံ့ပေးရင်းနဲ့လူအတိုင်းဝိုင်းအတွက်အဓိကထားလှုပ်ဆောင်တာတွေကိုတွေ့ရပါတယ်။2023ခုနှစ်မှာဆိုရင်ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကရောဘတ်ဘရက်ဘိုကိုကာဒီနယ်ဖြစ်ခန့်အပ်ပန်ဝင်ပေးခဲ့ပါတယ်။အသက်69နှစ်ရွယ်ရှိတဲ့ပိုလီယိုဟာမြောက်အမေရိကတိုက်ကနေပထမဆုံးဖြစ်လာတဲ့ပုပ်ရဟန်းမင်းကြီးအနေနဲ့လည်းမှတ်တမ်းဝင်သွားပါတယ်။ရဟန်းမင်းကြီးဖြစ်လာပြီးနောက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပါဝင်ကမ္ဘာခေါင်းဆောင်တွေကဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။ရဟန်းမင်းကြီးဖြစ်ပြီးနောက်ပထမဆုံးပြောကြားတဲ့မိန့်ခွန်းမှာပိုလီယိုကကျွန်တော်တို့တွေခုချိန်ထိပုပ်ဖရန့်စစ်ရဲ့လက်ညှိုးချက်တွေကိုပြန်ကြားနေရတော့မှာပဲ။ဖျားသခင်နဲ့တူအားလုံးလက်ချင်းရှင်ပြီးတော့တိုးတက်အောင်လှုပ်ဆောင်သွားကြတာပေါ့ဆိုပြီးတော့လည်းပြောသွားခဲ့ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်။